ဒီနေ့တော့ KB ရှိလားကစမေးရမယ်အခြေအနေဖြစ်ကျွန်တော်တို့တိုင်းပြည်တဝမ်းမှာပေါ့နော်အမျိုးသားအထုကြီးကိုအင်မတန်သိက္ခာကျစေတော့ KB ကတဆင့်တောင်းရန်မှုခြူစားမှုကြီးတကူဆိုရှယ်စာမျက်နှာထပ်မှာအုံထနေKB ရှိလား KB ရှိလား screenshot ပေါင်း33ခုလုံးမှာချစ်တာတွေနောက်မှပြောမယ် KB ရှိလားတဲရီ KB ရှိလားဆိုတော့သတင်းကြီးလိုက်ထနေတယ်ဒီမျိုးသမီးငယ်ကတက်တည်ရှိတယ်ဗျသိလားဒီမျိုးသမီးငယ်တက်တည်ရှိတယ်နေစီကငါတဲ့နေကငါအမ်းထားတဲ့ပတ်စံမဟုတ်ဘူးတဲ့နေလို့ခဏချီးထားတဲ့ပတ်စံတွေအဲ့မှာစရင်တွက်ပြီးတော့ပြန်ပေးတယ်မပေးရင်တရားဆွဲမယ်ဟာအောင်ကောင်ဒီနေ့ပြန်ရတယ်ခက်ပြီးအဲ့ဒီပတ်စံပြန်ပေးပါမယ်ဒီပါတွေဖြစ်ပြီးတော့အဲ့တော့ KB ရှိခဲ့ရင် CDN Channel မှာသတင်းတူသတင်းကောင်းတွေကိုတင်ဆက်ပေးမှာမို့ like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အမီတော့ပြန်မတောင်းကြီးတော့ဆောစတာပါဒီအချိန်လေးမှာကျွန်တော်ပြောချင်တာကဒါဘာပြောချင်တာလဲဆိုရင်တနိုင်ငံလုံးကသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပေါ့နော်လုံးဝမျက်ခြေမပြတ်ဘူးဒီသူလူနေ့စဉ်ဘဝတွေမှာလူငယ်တို့တွေကြားထဲမှာဘာတွေဖြစ်နေလဲစာဝင်နေဘာတွေဖြစ်နေလဲဘလောက်ဒုက္ခရောက်နေလဲဘလောက်ခက်ခဲနေလဲနော်ဒီသတင်းတွေအပြင်ကိုလူများကျော်ဆိုပြီးတော့ဒီ YouTube မှာထွက်ပြောနေတာ၄နှစ်ဗီဒီယိုပေါင်း1500နီးပါးရှိပြီကျွန်တော်မှာ Telegram channel ပေါင်းယာနဲ့ကြီးရှိတယ်ကွန်ပျူတာနှလုံး3လုံးနဲ့မြန်မာပြည်ရဲ့သတင်းမှန်သမျှကို24နာရီနောက်ရဆောင်ကြည့်နေတယ်နော်ဟိုမှာမင်္ဂလာဆောင်မှာပေါင်တက်ခွတဲ့သတင်းကအစကျွန်တော်သိတယ်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဗီဒီယို channel တွေကျွန်တော်တို့ Facebook တွေကျွန်တော်တို့ရဲ့ TikTok တွေအစားရှိတာတွေကိုစစ်တပ်တွေရှားရပါတွေစစ်ရုံးချုပ်ကအစားစောင့်ကြည့်နေဆိုကျွန်တော်တို့သိတယ်သိတော့ကျွန်တော်တို့ကစိတ်သက်စစ်စင်ရေးဆင်နွှဲဖို့ကြိုးစားရတာရှိတယ်တခါတလေကျရင်တချို့စာတော်လေးတွေကိုကျွန်တော် Facebook မှာတင်လိုက်တာရှိတယ်ခင်ဗျားတို့ကျွန်တော် Facebook မှာ friend ဖြစ်နေတဲ့လူတွေသိလိမ့်မယ်မနေ့ကဝေါ်လီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကစာတော်လေးတစ်ခုတင်လိုက်တယ်ရေဖြတ်ပလာရဲဘော်တွေကြီးစံအကုန်ခံတယ်ဝေါ်လီကစခါတွေရေငတ်နေပြီလို့ကျွန်တော်တင်လိုက်တယ်တင်တော့အဲ့ဒါကိုတချို့ကျွန်တော်တို့ရန်သူဖက်စစ်တပ်ကသူ့အခြေအနေကိုသူသိတယ်အဲ့ဒီစာတော်လေးဝေါ်လီကစခါတွေရေပြတ်နေပြီရေငတ်သေးတော့မယ်တိုက်နေတဲ့ PDF ရဲဘော်တွေကရေလမ်းကြောင်းတွေရိတ်ခါလမ်းကြောင်းတွေဖျက်တောက်လိုက်ဆိုတဲ့စာရိုလေးကိုကျွန်တော်ဘာကြောင့်ရေးလဲဆိုတဲ့ရည်ရွယ်ချက်ကိုစစ်တပ်ကကောင်တွေကသိပြီးကျွန်တော်တို့တော်လှန်ရေးဘက်ကကောင်တွေကမသိဘူးပြဿနာကအဲ့ဒါစားကျွန်တော်တို့တော်လှန်ရေးပါအခုဖြစ်နေတဲ့အခြေအနေကလေအတ္တအထိကယုံဗျအတ္တကိုအတ္တတွေအားလုံးအထိကယုံကြီးဖြစ်နေကြတာကိုပဲတိကိုပဲတက်ကိုပဲမှန်ကိုပဲဟုတ်ဒီလူဟာဒီစာကိုရေးလိုက်ရင်ဘာကြောင့်ရေးတာလဲကျွန်တော်အဲ့စာကိုရေးဖို့နံပါတ်1ကျွန်တော်ရဲဘော်တွေ KNU PDF ရဲဘော်တွေတိုက်ပွဲဝင်နေတာကိုရေတောက်လျှောက်ပို့ပေးနေတဲ့သတင်းတွေကျွန်တော်တွေ့နေရတယ်နံပါတ်2အဲ့ဒီရေတောက်လျှောက်ပို့တာကိုစစ်တပ်ကကောင်တွေက screenshot တွေယူပြီးတော့ဝေါ်လီမှာ PDF တွေကိုရေတွေပို့နေပြီးငါတို့ဝေါ်လီဗျူဟာကလူတွေရေမပြတ်အောင်လူကြီးတွေလုံးကြပါဘာညာဆိုအော်ဟစ်နေကြတယ်ပြောချင်တာကဝေါ်လီဗျူဟာမှာရေပြတ်နေပြီလားဆိုတဲ့စိုးရိမ်ထိတ်လန့်မှုနဲ့ရန်သူကိုအာယုံနောက်ပြီးရှုပ်တော့အောင်ကျွန်တော်တို့ကဒီလိုစိတ်သက်ဝါတာဖြန့်ချီလောက်တာနော်နောက်တစ်ချက်ကယာဒီဥရုကိုကျွန်တော်ကြည့်တယ်အရှမ်းပူပြင်းနေတဲ့အောက်မှာတိုက်ပွဲဝင်နေတဲ့စစ်တိုက်နေတဲ့ကျွန်တော် KNU PDF ရဲဘော်တွေအတွက်ရေတွေအရှမ်းပဲဒီဘက်ကစီစဉ်ပို့ပေးနေပြီပေမဲ့စစ်ခွေးတွေစီကိုဘာလမ်းကြောင်းမှမရောက်ဘူးစစ်ကူလမ်းကြောင်းတော့အပြတ်ထိုက်ခံရတယ်ဆိုတော့သူတို့စီကိုအကယ်၍ရေပြတ်နေဒီကောင်တွေရေငတ်သိနိုင်တယ်ဆိုတော့မှန်းဆချက်နဲ့အတူဒီကောင်တွေကိုစိတ်တဲ့စစ်စင်ကြီးဆင်နွှဲလိုက်တာမင်းတို့ဝေါ်လီယာကောင်တွေရေပြတ်နေပြီဆိုပြီးဒါကိုကျွန်တော်တို့တော်လှန်ရေးဘက်ကကောင်တွေကမသိဘူး
ဿနာကအဲ့ဒါစတာအဲ့တော့ကျွန်တော်တို့ Facebook ကြီးကျွန်တော် Facebook ဆိုရင် follower သိန်းနဲ့ကြီးရှိတယ် TikTok မှာ million ချီနေပြီ Facebook မှာ channel တစ်ခုပေါင်း 900k 9သိန်းကျော်တယ်အဲ့တော့ကျွန်တော်တို့စကားတစ်ခွန်းကျွန်တော်တို့ပြောမဲ့ဆိုမဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကိုလည်းကျွန်တော်အကန့်အသတ်တွေထားသလိုကျွန်တော်တို့ပြောဆိုချက်တွေဒီစစ်တပ်ကိုရန်သူကိုစိတ်ဓာတ်စစ်စင်ကြီးလုပ်တယ်လို့မထင်မဲနဲ့ကျွန်တော်ကဘာပြောလဲဆိုတော့နိုင်ငံလုံးဆိုင်ရာစစ်ဦးစီးချုပ်မင်းမဲ့လောက်ပါတော့ဆိုပြီးတော့ screenshot ရိုက်ပြီးတော့တင်တာကိုတွေ့ရတယ်စိတ်မဆိုးပါဘူးဒါပေမဲ့အဲ့ဒါကိုတော်လိုင်းရေးသမားတွေကလူနော်တော်လိုင်းရေးသမားတွေကလူအဲ့ဒါပြဿနာပဲအတ္တအထိကယောကိုလုံးတဲ့ကိစ္စပဲကိုအတ္တပဲကိုသာလျင်ပဲကိုသာကိုငါအဲ့ဒီပြဿနာကြောင့်လက်ရှိတော်လိုင်းရေးမှာတမရ4ယောက်နဲ့စုစည်းလို့မရနိုင်လောက်အောင်ကွဲပြဲအကွဲအပြဲကြီးဖြစ်နေတယ်ညီမတမိုင်းမှာတခါမှမဖြစ်ဘူးတဲ့အခင်းချင်းမျိုးနဲ့တမရ4ယောက်နဲ့ကွဲပြဲမှုကြီးနိုင်ငံတစ်ခုထဲမှာတမရ4ယောက်မနေ့ကကိုဟွာတင်ထားတယ်တမရ4ယောက်နဲ့မြန်မာနိုင်ငံဆိုတဲ့အကြောင်း TM Media ကကိုသိမ့်မြင့်တမရ4ယောက်ထဲမှာဒီ KDL ကဒီဗိုလ်ချုပ်နေသားများကတော့ထားလိုက်သူကတော့သူ့နယ်မြေသူကိုစားပြုပြီးတော့သူတမရလို့တမရကြီးဦးဝင်းမြင့်လွတ်လာတယ်ပြည်သူကိုစားပြုအပြည့်ရလာတဲ့တမရမင်းအောင်လိုက်ပြည်သူကအမုန်းဆုံးကောင်တွတ်သူတမရတက်လို့တယ်ဒီဘက်ကတမရဒူဝါလက်ရှိလားဗမာပြည်မှာတမရ4ယောက်ဘလောက်ပဲခစ်ပြက်ဘလောက်ပဲပြည်တွင်းစစ်ဖြစ်တခါမှအဲ့လောက်ကြီးမားတဲ့သူ့အစုကိုအစုနဲ့အကွဲအပြားကြီးတခါမှမဖြစ်ဘူးဒါကိုကြည်ချင်းအဖြစ်မြန်မာပြည်ကသူ့အစုကိုအစုသူ့အဖွဲကိုဖွဲသူ့အတ္တကိုအတ္တနဲ့ကြီးမားတဲ့နိုင်ငံရေးအကွဲအပြဲကြီးဖြစ်နေပြီဆိုတာကိုဘယ်သူမှမေးစရာမလိုတော့အောင်သိနေပြီဒါကိုပြောချင်တာအဲ့ဒီအတ္တတွေအတ္တအထီကယုံကိုမငိမ့်တတ်နိုင်ရင်ကျွန်တော်တို့ဒီဒေါ်လာကြီးမနိုင်ဘူးကျွန်တော်စိတ်ခေါ်ရဲတယ်ဒီလိုဒေါ်လာကြီးကိုမနိုင်အောင်ပြည်သူလူထုပို့ပြီးဒေါ်လာကြီးကိုစိတ်ဝင်စားလာအောင်ကျွန်တော်တို့မိပေါင်းစုံနဲ့စူးစမ်းတယ်လုံးကြတယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းလုပ်လို့မရဘူးလေကျွန်တော်အမြဲပြောသလိုကျွန်တော်မှာတိုက်လောက်ခံတိုက်ရင်တက်ဖွဲ့လည်းမရှိဘူးဝန်ကြီးဌာန18ခုလည်းမရှိဘူးဒေါ်လာတန်း800လည်းမရှိဘူးကျွန်တော်ကကိုပစံကိုစားတယ်ကို YouTube လေးကိုပြောတယ်အဲ့ဒီကပတ်စံဝင်ငွေလေးနဲ့ကျွန်တော်စနစ်ပေါ့ကျွန်တော်ရဲ့ system ကိုကျွန်တော်တိဆောက်ထားတယ်ဒီဝင်ငွေနဲ့ကျွန်တော်အသက်ရှင်ရက်တည်တယ်ဒီဒေါ်လာကြီးကိုဒီဝင်ငွေနဲ့အတူကျွန်တော်လုပ်တယ်ဒါကျွန်တော် system ကိုကျွန်တော်နှောင်ကြိုးကင်းနဲ့နှောင်ကြောမပူပဲတော်လန်လို့ရအောင်ကိုကျွန်တော်တိဆောက်တာဖြစ်တယ်ဒါကြောင့်မို့တော်လန်ရေးမှာလဲဒီလို system တွေပေါ့တော်လန်စနစ်တစ်ခုကိုတိဆောက်ဖို့လိုတယ်လို့ကျွန်တော်ကခဏပြောနေတာကျွန်တော်ကိုယ်တိုင်တော်လန်ရေးကိုနှောင်ကြိုးကင်းနဲ့နှောင်ကြောလုံနောက်ကြောင်းအေးပေါ့ဗျာတော်လန်နေနိုင်တာဟာလေကျွန်တော်ကိုဥပဒေတစ်ခုနဲ့စနစ်တကျ system တစ်ခုနဲ့တီဆောက်ပြီးဒီနေ့ဒီအချိန်ထိခိုင်မာတော်လန်ရေးကိုနောက်ကြောင်းမပူနှောင်ကြိုးကင်းနဲ့ဆောင်ရွက်နေနိုင်တာဖြစ်တယ်ဒါကြောင့်မို့ပြည်သူလူထုတွေတော်လန်ရေးသမားတွေကလည်းမိမိတီဆောက်ကြပါအသက်ရှင်ရက်တည်ရေးနဲ့အတူနောက်ကြောင်းမပူပဲတော်လန်လို့ရတဲ့အခြေအနေမျိုးတော်လန် system တစ်ခုကိုတိဆောက်ပါကျွန်တော်နဲ့ပြောမယ်ဆိုရင်ကျွန်တော်အဲ့စနစ်ကိုတိဆောက်တာအခုအချိန်မှာကျွန်တော်ပြောချင်တဲ့စကားတွေကျွန်တော်လုပ်ချင်တဲ့အလုပ်တွေကျွန်တော်နောက်ကြောင်းအေးနဲ့လုပ်နိုင်တယ်ဘာကြောင့်လဲတော်လန်ချင်လို့အဲ့ဒီစနစ်ကိုယ့်ရဲ့ကိုယ်ပိုင်စနစ်တွေကိုတိဆောက်ထားလို့ဖြစ်ပါတယ်လွမြောက်ဒေသတွေမှာလျှက်စီမီမီကတော့ solar system နဲ့စနစ်ကိုတိဆောက်ထားတယ်အင်တာနက်မပေးတော့ Starlink နဲ့ဒီလိုစနစ်တွေပေါ့အဲ့တော့မနေ့ကပဲကျွန်တော်ပြောနေရင်းနဲ့ပေါ့ဗျာဒီ Green မှာ
ရဲဘော်အောင်မင်းဘူအောင်မင်းကိစ္စနဲ့ပတ်သက်ပြီးကျွန်တော် Facebook မှာကျွန်တော်ပြောလိုက်တယ်ပြောလိုက်တော့ကျွန်တော်ကိုလာပြီးတော့ဆွေးနွေးကြရလူတွေရှိတယ် Messenger မှာပေါ့ဗျာနော်ဘယ်မှာပြောတဲ့ရဲဘော်အောင်မင်းကပြစ်မှုတွေကျူးလွန်လာတဲ့စာတွေလည်းထွက်လိုက်ပါဖြစ်တယ်ညာဖြစ်တယ်ပေါ့ကျွန်တော်သဘောတူတယ်ပြစ်မှုကျူးလွန်သူကိုအေးအေးယူရမယ်ဆိုတာကျွန်တော်သဘောတူတယ်အပြည့်အဝသဘောတူတယ်ချွင်းချက်မရှိသဘောတူတယ်တို့တော့ဒီလူဟာပြစ်မှုကျူးလွန်နေဆိုရင်ကရနီပြည်နယ်မှာ IEC အစိုးရအဖွဲ့ကတရားလိုလုပ်တရားရုံးတင်ဝရမ်းထုတ်ဖမ်းဆီးမိန့်ထုတ်ပြန်ရမယ်နော်အဲ့ဒီဖမ်းဆီးမိန့်ကိုကန်ပြီးသွားဖမ်းရမယ်ပေါ့ဗျာအမှန်ဆိုတော့ရဲပေါ့အဲ့မှာဒီကရနီမှာရဲတပ်ဖွဲ့ရှိတယ်အဲ့ရဲတပ်ဖွဲ့ကသွားဖမ်းရမယ်အခုတော့ဒီတခြားတိုင်တပ်ဖွဲ့ကသွားဖမ်းတယ်လို့ပြန်လမ်းမှာပြစ်ခတ်လုံးချန်လိုက်တယ်လို့ဆိုတဲ့သတင်းထွက်လာတာပေါ့ထားပါအဲ့တော့သွားဖမ်းရမယ်သွားဖမ်းတဲ့အချိန်မှာဟိုဘက်ကနေလက်နဲ့ပြန်လဲခုခံတယ်မဖမ်းမခံဘူးဆိုရင်တော့ပြစ်ခတ်ဖမ်းဆီးပိုင်ခွင့်ရှိတယ်ဒီလိုဥပဒေစီးနှောင်မှုရှိစေခြင်းတယ်လို့ကျွန်တော်မနေ့ကဆွေးနွေးချက်ထဲမှာကျွန်တော်ပြောလိုက်တယ်ကျွန်တော်တို့ဟာတော်လိုင်းရေးလွတ်မြောက်နေပြီဒေသတွေမှာပြည်သူရဲ့တကယ်လွတ်မြောက်မှုကိုခံစားစေခြင်းတယ်တော်လိုင်းတပ်တွေနေမြေတွေကိုတိမ့်ပိုက်ပြီးရင်ပြည်သူဟာတရားဥပဒေစိုးမိုးမှုနဲ့တော်လိုင်းရေးရဲဘော်တွေတော်လိုင်းရေးတပ်တွေကပြည်သူနဲ့တသားတဲ့ဥပဒေနဲ့အညီဆောင်ရွက်နေတာမျိုးဥပဒေနဲ့အညီခိုင်ခိုင်မာမာတိဆောက်ထားတဲ့နေမြေဒေသကြီးတစ်ခုဖြစ်သွားတာမျိုးဒီလို system မျိုးကျွန်တော်ကရှိစေချင်တာပါလို့ဒီစိတ်ပါလို့ကျွန်တော်ဆွေးနွေးခဲ့တယ်တစ်ဖက်လူတွေကလည်းအဲ့ဒါကိုသဘောတူပါတယ်ဟုတ်ပါတယ်တဲ့ကျွန်တော်တို့အဲ့လိုလုပ်တင်ပါတယ်အရှိမအဲ့လိုလုပ်ခဲ့ဘူးတာရှိတယ် IEC အစိုးရအဖွဲ့ကနေပြီးတော့တရားလိုလုပ်ပြီးတော့နေပြီးတော့စစ်ထောက်ချုပ်နေပြီးတော့တိုင်းစစ်ဌာနချုပ်ကစစ်ထောက်ချုပ်ဒူဝင်လာသူ့နာမည်ကနော်နေပြီးတော့တိုင်းတစ်ခုလုံးရဲ့စစ်ထောက်ချုပ်ပေါ့ဗျာသူကကင်းဒီနယ်မြေတွေကနေပြီးတော့ရှိတဲ့အမျိုးသမီးတယောက်ကိုတနက်ချိန်ပြီးတော့ရန်ကားတဲ့ပြဿနာတွေအများကြီးတက်တယ်အဲ့ဒါကို IEC အစိုးရဘက်ကတရားလိုလုပ်တရားရုံးတင်ဝရမ်းထုတ်တွားရောက်ဖမ်းဆီးတရားရင်ဆိုင်အာမခံပေးပါညာပေါ့ဗျာအဲ့လိုလုပ်ရင်အရန်စမှတ်ကြတယ်အဲ့ဒါမိုက်တယ်နော်ဒါပေမဲ့အဲ့ဒီနေပြီးတော့တိုင်းစစ်ဌာနချုပ်ကစစ်ထောက်ချုပ်ဒူဝင်ကတရားရုံး2ကြိမ်တက်ပြီးအခုထွက်ပြေးသွားတယ်လို့ပြောတယ်အဲ့တော့ IEC ကအစိုးရကဝရမ်းထုတ်တာလည်းပြောတယ်ဆိုတော့အဲ့ဒီလူမျိုးဘာလို့ဘူအောင်မင်းကိုမလုပ်တာလဲဆိုတော့ဥပဒေနဲ့အညီလောက်ကင်ဆောင်ရွက်စေခြင်းနဲ့စိတ်နဲ့ကျွန်တော်ကြောပြခဲ့တယ်ပေါ့ဗျာနော်ဆိုတော့ဒီကနေ့ဒီအချိန်မှာကျွန်တော်တို့ဒေါ်လာရေးကိုတော်တော်များများအာရော့လာကြတယ်မန္တလေးတိုင်းတိုင်းလုံးလဲကျွန်တော်တို့ပြန်လဲလက်လွတ်လိုက်ရတယ်မန္တလေးတိုင်းကမြို့နယ်တွေတကောင်းပါမချင်တကောင်းဆိုရင် MOD ရဲ့စေယုံကျုပ်ရုံးဆိုင်ရတဲ့နေရာနော်တကောင်းနဲ့လက်လွတ်လိုက်ရပြီတကားလားမန္တလေးတိုင်းမှာကျွန်တော်တို့သိမ့်ပယ်ထားတဲ့မြို့နယ်တကူမှမရှိတော့အခုနောက်ဆုံးဆိုရင်ကတာအင်ဒိုနဘာဒီနေရာတိစစ်တပ်ကတိုးလာနေပြီတစ်ဖက်မှာမြင်းကြံရွှေဘိုတကြောမြင်းကြံမှာဆိုမီးရှို့မခံရတဲ့ရွာတရွာမှမကြံတော့တော့ဖြစ်နေမြင်းကြံကိုဖိနေနေတာရင်းမပင်မှာလည်းပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပြောချင်တာကမန္တလေးတိုင်းပြီးတဲ့အခါကာတောင်လုံးစစ်ကွင်ကိုဝင်လာပြီးတော့စကိုင်းကိုထိုးဆင်းမယ်ဆိုတဲ့ကျွန်တော်အရင်တည်းကပြောရတဲ့အယူဆဒီကနေ့ဖြစ်ပေါ်လို့လာနေပြီအဲ့တော့ကတာနဲ့အင်းတော်ကြကနဘာလန်းဆောင်ထိစစ်တပ်ကရောက်ရှိနေပြီဆိုတဲ့နောက်ဆုံးသတင်းကြားရတယ်ကတာအင်းတော်ကြားမှာပြည်သူလူထုတွေကိုနှိပ်စက်ဖမ်းဆီးတပ်ဖြတ်မှုတွေလုပ်နေတယ်အရက်သားပြည်သူတွေကိုဖုံးကြီးကျောင်းဝင်းထဲမှာထိန်းချုပ်ထားတယ်ဖမ်းထားတယ်စကိုင်းတိုင်းမှာစစ်တပ်ကပေါ်တာဆွဲလူသစ်စုဆောင်းမှုတွေကိုမုံရွာမြို့ပေါ်မှာနေပေါ်ပေါ်ထင်ထင်လုပ်နေတယ်မုံရွာမြို့ပေါ်တွေမဟုတ်ဘူးရန်ကုန်တကုံစိတ်ကန်းတကုံတောင်ပိုင်းတကုံမြောက်ပိုင်းစင်ကြေဘုံရက်ကွက်တွေလိုင်းသားရရွှေပြည်သားရွှေပေါက်ကန်အစရှိတဲ့နေရာတွေမှာညဆို9နာရီကျော်ရင်ကားနဲ့ပတ်ပြီးအုတ်ချုပ်ရည်မှုနဲ့ပြူစောတီပေါင်းပြီးတော့တွေ့သိမှလို့ပေါ်တာဆွဲတာဒီလိုအခြေအနေရောက်နေတာဒီလိုအခြေအနေကိုပြည်သူလူထုတွေကိုကျွန်တော်တို့မကာကွယ်နိုင်သေးဘူးလူငယ်တွေကိုကျွန်တော်တို့မကာကွယ်နိုင်သေးဘူးဒါပေမဲ့လွတ်မြောက်နေပြီထဲမှာရောက်နေတဲ့ပြည်သူလူထုကိုတော့ကျွန်တော်တို့ဥပဒေနဲ့အညီစောင့်ရှောက်ကာကွယ်နိုင်ရမယ်ပေါ့ဗျာနိုင်စေခြင်းတယ်အဲ့တော့ကတာအင်းတော်နဘာကိုရောက်လာပြီဖြစ်တဲ့ဖက်စစ်တပ်အင်းတော်ကိုထိုးစစ်ဆင်မယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့ရတယ်ကြားတယ်ဒီဗီဒီယိုကိုတော်လိုင်းရဲဘော်တွေကကြည့်စေခြင်းတယ်ဗျဆိုတာကကျွန်တော်တို့
ပေါ်ပဲတော့ထိုင်ပြောနေလို့မရပါဘူးပေါ့နော်သတင်းပေါင်းမြောက်များစွာကိုကြည့်ပြီးတော့မှသုံးသပ်ပြီးတော့ပြောနေကြတာ Telegram channel ပေါင်းယာနဲ့ချီ Facebook တွေ TikTok တွေ YouTube တွေ social စာမျက်နှာ4-5ခုကိုကွန်ပျူတာနှလုံး3လုံးနဲ့24နာရီဒီသတင်းတွေကိုကျွန်တော်တို့ကြည့်ရှုသုံးသပ်ပြီးတော့မှပြောတာတွေဖြစ်တယ်အရေးကြီးတဲ့သတင်း highlight တွေကိုတေချာပြောပြတာဖြစ်တယ်ဆိုတာကိုသိသိချင်တယ်အဲ့တော့ဒီလိုတိုက်ပွဲစစ်ပွဲတွေမှာတော့ကျွန်တော်တို့တော်လိုင်းတက်တယ်မြေပြင်မှာအတော်ခုခံနေရတယ်အဲ့တော့ကတာအင်းတို့ရောက်ရှိလာတဲ့နဘာလန်းဆောင်ကိုရောက်ရှိလာတဲ့စစ်တပ်ဟာပြည်သူမြောက်များစွာကိုဖမ်းဆီးပြီးလူသားတိုင်းလုံနေတယ်ဆိုတဲ့နောက်ဆုံးသတင်းကြားရတယ်လို့တစ်ဖက်မှာတော်လိုင်းရေးပေါ်မှာခိုင်ခိုင်မာမာရက်တီပြီးတော့အသက်ဆွန့်သွားတဲ့ရဲဘော်တွေလည်းရှိတယ်အဲ့ဒီရဲဘော်တွေမှာမှဂေါ်ရကားလူမျိုးတက်စိတ်မှုရဲဘော်ကျော်မင်းခဘီလုံးဆိုတဲ့သတင်းလေးကျွန်တော်တွေ့လိုက်ရတယ်ဆိုတော့ဂေါ်ရကားလူမျိုးဒီတော်လိုင်းရေးမှာပြောချင်တာကလူမျိုးမရွေးဘာသာမရွေးပါနေတယ်ဆိုတာကိုကျွန်တော်ပြောချင်တာအဲ့တော့အဲ့ဒီရဲဘော်ကျော်မင်းကြဆုံးသွားတာရန်သူကတနက်နဲ့ကြည်စံပစ်လိုက်လို့တက်လုံးလို့အဲ့လိုမဟုတ်ဘူးဘယ်လောက်ထိခိုင်မာတဲ့ယုံကြည်ချက်တန်ဋိဌာန်ရှိလဲဆိုတာလေးခင်ဗျားတို့ကိုကျွန်တော်ပြောပြမယ်စစ်တိုက်ကြတော့နှစ်ဖက်ပြစ်တဲ့အချိန်မှာဖက်စစ်တပ်ကနေလက်ပစ်ပုံတစ်လုံးပစ်လိုက်တာအဲ့ဒီရဲဘော်ကျော်မင်းဟာလေသူ့ဘိုင်းနဲ့အုပ်ပြီးတော့ကာပြီးတော့အခြားရဲဘော်တွေကိုပြေးမင်းတို့ဘုံငါဖိတာတဲ့ပြေးမင်းတို့လော့အောင်ပြေးလို့អော်ပြီးအသိခံသွားခဲ့တာမြင်းမြတ်စွာကြာဆုံးပါခဲ့ပြင်ဦးတွင်ခရိုင်အမှတ်9နဲ့ PDF တရင်ကိုပိုင်အမှတ် P1 3912 2135ကောရကားသူ့ရဲကောင်း KPDF ကရဲဘော်ကြုံမင်းပြောချင်တာကအတ္တအထီကယုံနဲ့ငါမပြောတာအမှန်ငါလောက်တာတော်လန်ကြီးကျန်တဲ့လူလောက်တာတော်လန်ကြီးမဟုတ်အကွဲကွဲအပြဲပြဲတွေရှိနေပင်မဲ့လေမြေပြင်မှာအဲ့လိုကိုရဲဘော်တွေအတွက်အသက်ဆွပြီးတော်လန်ကြီးကိုဦးဆွေးဆန်နေထမ်းနေတဲ့ရဲဘော်တွေရှိတယ်ဆိုတဲ့တက်တည်ပြချက်ကိုပြောပြချင်တာဖြစ်ပါတယ်ရှင်ထဲမှာတော့သူ့ယုံကြည်ချက်အတွက်သူ့ရဲဘော်ညီကိုကာကွယ်ပေးပြီးမြင့်မြတ်စွာကြာဆုံးမှုကိုကျွန်တော်လိုက်လဲသူ့ကိုဂုံပြုတ်မိတယ်ဂုံယူမိတယ်သူ့ရဲ့မိဘတွေဆွေမျိုးတွေတားသမီးတွေကလည်းsorry မိဘတွေဆွေမျိုးတွေပေါ့နော်ညီကိုမောင်နှမတွေကလည်းဒီမြင့်မြတ်စွာကြာဆုံးမှုယုံကြည်ချက်အတွက်အသက်ကိုစွန့်မှုတိုင်းပြည်နဲ့လူမျိုးအတွက်ရဲဘော်တွေအတွက်လက်တွေ့ဆန်သွားကာကွယ်ပေးနိုင်မှုအတွက်ဘယ်တော့မှမေ့နိုင်လိမ့်မှာမဟုတ်ဘူးဗျာဆိုတော့ကျွန်တော်တို့နီးမှန်ဖို့လိုတယ်လမ်းမှန်ဖို့လိုတယ်တရားရှိဖို့လိုတယ်ဗျာအဲ့တော့ကျွန်တော်တို့အတ္တကိုအတ္တကိုအလံထူပြီးတော့အတ္တအထီကယုံနေနေတော့ဒီတော်လန်ရေးရန်သူကလည်းတော်လန်ရေးကိုမနိုင်ဘူးဗျာအဲ့ဒါချင်းသေးတယ်တော်လန်ရေးကလည်းဖက်စစ်တဲ့ရန်သူကိုအပီးမနိုင်ဘူးအဲ့လိုမနိုင်တဲ့နှစ်ဖက်ကြားထဲမှာပြည်သူလူထုဘဝဖြူကာပြကာကြပြီးပြည်သူဟာအတော်ကိုဒုက္ခတွေများကြလိမ့်မယ်ဒီအချင်းတွေကိုကျွန်တော်တို့မြင်နေရတယ်ဒါကြောင့်မို့တစ်ဖက်နဲ့တစ်ဖက်အမြန်အဆုံးတတ်ကြရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကတော့ရှင်းတယ်တော်လန်ကြီးအောင်ပွဲရတဲ့နေ့ဖက်စစ်တပ်ကိုချိန်မုံပြီးအောင်ပွဲခံတဲ့နေ့မှာမြမလွတ်လပ်ရေးနေ့ကိုကြေညာမယ်လို့ကျွန်တော်ကပြောလိုက်ပြောတော့အောက်ကစစ်ဘောမတွေလာပြီးတော့ဟောင်ကြတာပေါ့ဗျာအဲ့တော့ပြောချင်တာကဒီနောက်ပိုင်းမှာရဲဝင်းဦးတက်လာပြီးတဲ့နောက်ပိုင်းမှာပုံစံပြောင်းလာတာကိုခင်ဗျားတို့ကျွန်တော်ပြောပြချင်တယ်နံပါတ်1ကစကိုင်းတိုင်းနဲ့မြန်မာပြည်အလဲပိုင်းခွင်မန္တလေးစကိုင်းတခွင်လုံးကိုပြင်းပြထန်ထန်ဒိုးစစ်ဆင်လာတာကိုတွေ့ရတယ်နံပါတ်2အချက်က online social စာမျက်နှာပေါ်တွေမှာတက်ရှုသွေးခွဲဝါဒဖြန့်မှုပြန်ပြီးခိုင်မာမာနဲ့လှုပ်လာတယ်တက်ရှုလာတယ်သွေးခွဲလာတယ်ကျွန်တော်တို့အကြောင်းတွေကြားတဲ့ကိုတက်တွေထိုးတက်လာတာကိုကျွန်တော်တို့တွေ့ရတယ်
ဒီနှစ်ချက်ကြောင့်ကျွန်တော်ဒီနောက်ပိုင်းမှာဗီဒီယိုတွေစာတွေရေးဖြစ်တယ်တင်ဖြစ်တယ်များလုပ်ဖြစ်တယ်ဟောရန်သူကပြောင်းလာတယ် viewer ပြောင်းလာတဲ့ပုံမှာကျွန်တော်တို့ဟာပုံမကြိုးစားအားထုတ်ဖို့လိုတယ်လို့ကျွန်တော်တာဝန်သိစွာခံယူတာပါကျန်တဲ့လူတွေလှုပ်ချင်းမလှုပ်ချင်းကိုတော့ကျွန်တော်ဘာမှမပြောဘူးအဲ့တော့တော်လိုင်းကြီးကမနိုင်တော့ဘူးမင်းတို့ဒီပုံစံနဲ့ဆိုတော်လိုင်းကြီးကမဖြစ်တော့ဘူးမင်းတို့ဟုတ်တယ်ဒါကိုလည်းပြောနေတဲ့လူတွေကပြောနေတယ်ဒါပေမဲ့ကျွန်တော်တို့တစ်ဖက်မှာလည်းလှုပ်ရရှိတာဘူးတော်လိုင်းကြီးတို့ကလှုပ်နေကြရမယ်ဆိုတဲ့အယူအဆကျွန်တော်မှရှိတယ်ဆိုတော့ဒီအချိန်မှာကျွန်တော်ချစ်ချင်းမုန်းချင်းကိုအခြေမခံနဲ့တိုင်းပြည်နေလူလူတော်လိုင်းကြီးအတွက်ခိုင်မာမှန်ကန်တဲ့စကားလုံးတွေကိုဗီဒီယိုအပုတ်ကြီး1000 ကျော်လောက်ရှိပြီကျွန်တော်ပြောလာတာကျွန်တော်ဘယ်တော့မှအစွန်းတရားမလုပ်ဘူးကျွန်တော်မှာဗလာနယ်လို့ပြောလို့ရလောက်ခံစားချက်ချစ်တယ်မုန်းတယ်ဆိုတဲ့ခံစားချက်တွေတိတ်မရှိဘူးအန်ယူဂျီကိုလည်းကျွန်တော်မုန်းတယ်မုန်းချစ်လည်းမချစ်ဘူးစစ်တပ်လူကောင်မျိုးကိုလည်းမုန်းတယ်မုန်းချစ်လည်းမချစ်ဘူးမတရားတာဟာအာဓမဖြစ်သည်တရားမျှတမှုသည်ဓမ္မဖြစ်သည်အဲ့ဒီအာဓမဆိုတာဘယ်တော့အခါမှဓမ္မအပေါ်မှာအနိုင်ရာယိုးထုံးစံလူသမိုင်းမှာတခါမှမရှိဘူးလို့ကျွန်တော်ယုံကြည်တယ်မတစ်နံပါတ်2ဓမ္မရဲ့သဘောအရာဓမ္မကိုတိုက်ခိုက်လာရင်အာဓမကိုဓမ္မအချိန်တိုင်းပြန်လဲချေမုန်းတိုက်ခိုက်လိမ့်မယ်လို့ယုံကြည်တယ်ဒါပေမဲ့နိယာမနဲ့ကာလသဘောတရားကိုကျွန်တော်တို့သိဖို့လိုတယ်ဓမ္မဟာပြန်လဲဘယ်အချိန်မှအနိုင်ယူမလဲဆိုတဲ့ကာလသတ်မှတ်ချက်ဆိုတာကိုတော့ကျွန်တော်တို့အတိအကျပြောလို့မရပါနဲ့ဓမ္မဆိုတဲ့တရားမျှတမှုဟာအာဓမကိုအမြဲတမ်းနှိမ်နင်းနိုင်နေဆိုတဲ့နိယာမကိုတော့ကျွန်တော်ယုံကြည်တယ်ဒါကြောင့်မို့ကျွန်တော်ဒီဒေါ်လာရေးထဲမှာဓမ္မဆိုတဲ့တရားမျှတမှုဘက်ကယက်တီပါဝင်နေခွင့်ရတာကျွန်တော်ဂုဏ်ယူတာညီမကျော်ဘာကြောင့်ဒေါ်လာရေးလုပ်တယ်ဆိုတဲ့ပြဆိုချက်ပေါ့ဗျာအဲ့တော့ဟုတ်ပြီရဲဘော်ကျော်မင်းဂေါရခါလူမျိုးပေါင်းတို့ဘာသာပေါင်းစုံအားလုံးဟာဖက်စစ်တပ်ကိုချေမုန်းဖို့အာသွန်ခွန်ဆိုင်အသက်ပေးဆောင်ရွက်နေတယ်ဆိုတဲ့တက်တည်ပြချက်တစ်ခုကိုပြပြီးတဲ့နောက်ပိုင်းမှာဖက်စစ်တပ်ဘက်မှာလည်းသူ့အခန့်နဲ့သူပြကျွန်တော်တို့တော်လိုင်းရေးသမားတွေထဲမှာနားယောင်ပြီးတော့ဗောဒီတော်လိုင်းရေးကဒီပုံစံတော့မနိုင်တော့ပါဘူးဆိုတဲ့တန်ယောင်လိုက်ဝါရဖျန်းမှုတွေကိုကျွန်တော်တခွက်ပြခြင်းတယ်မတူးကားနဲ့မတူးကားနဲ့ပကုတ်ကူတက်မှာ101ကတပ်သား9ဦးအလင်းလာဝင်တယ် PDF တွေစီမှာလက်နက်လာချတယ်အမှတ်8တက်ရင်အဲ့ဒီမှာလက်နက်လာချတယ်ဒီဧပြီလတတိယပတ်တပတ်ထဲမှာတယ်ဖန်စီရမိတဲ့စစ်တုံးမန်းတွေအလင်းဝင်လာတဲ့လူတွေ40နဲ့50ကျောင်းမှာရှိတယ်ဒါကကျွန်တော်တို့ကကလင်ကြစ်မကြဘဲနဲ့အမှန်မှန်ကန်ကန်ကြီးညာတာပေါ့အဲ့တော့2025 2026တနှစ်ထဲမှာလက်နက်ချတာနဲ့စစ်တုံးမန်းပေါင်း3000ကျော်ရှိတယ်သူတို့လို902ခေါက်လောက်ကတော့ဘာမှမဟုတ်နေဘူးပေါ့ဗျာကျွန်တော်တို့ဘက်ကအဲ့ဒီဝါဒပြန့်ချီမှုကိုခိုင်ခိုင်မာမာမလုံနိုင်လို့ဒါတွေကိုမပြတတ်နိုင်အရင်တော့ကကျွန်တော်တို့keyboard fighter တွေဆိုပြီးတော့ပြကြတယ်အခုအဲ့ဒီအချက်ကပြတ်သုံးပြီးတော့ဒီထောက်ပံ့ငွေဘတ်ဂျက်ရှိတဲ့သတင်းဌာနတွေကလည်းလိုအပ်ချက်တွေရှိတယ်လို့ပေါ့ဗျာဒေါ်လာရေးအဖွဲ့အစည်းတွေထဲမှာလည်းသူကလုံခြုံရေးရပေးမသိဘူးလို့တမ်းမှာအဲ့လိုအချက်လက်တွေကြောင့်ပေါ့ဗျာသတင်းတွေဝါဒဖြန့်ချီပိုင်းတော့အင်မတန်အားနေနေတော့ဒီနောက်ပိုင်းမှာဖက်စစ်တပ်ကအဲ့ဒီအရှိန်ကိုဖိပြီးကျွန်တော်တို့ကြားထဲမှာတက်ရှူသွေးခွဲတာကိုကျွန်တော်တို့တွေ့ရတယ်လက်နက်ချတဲ့စစ်တုံးမှန်3000ကျော်ဆိုတဲ့အခြေအနေကိုဘာနဲ့တက်တည်ပြရမလဲဆိုတော့သူတို့တကယ်အင်အားကောင်းနေတယ်ဆိုရင်ဘာလို့ပေါ်တာဆွဲပြီးလူသစ်စုနေတာလဲအရင်တော့ကစစ်သားစုတောင်းရေးဆိုရင်စစ်တပ်တွေကိုလာဝင်ကြတာလေဗျာတချို့ကြတော့လေခွဲတန်းနေနဲ့ထဲကြရတယ်ပေါ့ထားပါတော့အဲ့စစ်သားစုတောင်းရေးမှာစစ်တဲလာဝင်နေလို့တရားမှမရှိတော့လို့လမ်းပေါ်ကလူငယ်တွေအိမ်ပေါ်ကလူငယ်တွေကိုတက်ပြီးပေါ်တာဆွဲပြီးတော့မှစစ်တိုက်နေရတဲ့ဖက်စစ်တပ်ကိုနိုင်အောင်မတိုက်နိုင်ရင်ကျွန်တော်တို့တမိုင်းမှာကျွန်တော်တို့အင်မတန်ညံပြင်းတဲ့လူတွေဖြစ်ကုန်လိမ့်မယ်နော်ဒါကိုကျွန်တော်တို့သိဖို့လိုတယ်အဲ့ဒါပြီးတကလားခမားတို့စိတ်ဓာတ်
ကြပါတယ်ဆိုရဲလူတွေတက်နောက်တစ်ခွက်ထပ်ပြမယ်ရေးမှာတော်တော်စော်တယ်ဗျရေးတဝဲပိတ်ပေါ့တနင်းတာကြီးမြန်မာပြည်ရဲ့အမိပိုင်းရေးမှာစကခ19ရဲ့လက်နက်တိုက်ကိုတဲ့တယ်ပြစ်တာတတွင်ဖရဲသီးတွေရဲ့သတင်းပေးမှုအကြောင်းပေါ့ဗျာခဲထားပါတော့သတင်းရယူမှုထောက်လှမ်းရေးပါညာအကြောင်းပေါ့အမတ်19စစ်စင်ကိုကမှုဌာနချုပ်အဲ့ဌာနချုပ်တွေကလက်နက်ကိုတော်ကိုအမတ်8001တရင်နဲ့ရေးပျောက်ကြားတပ်ဖွဲ့ UG မျိုးပြလုံတပ်ဖွဲ့တွေကတတွင်ဖရဲသီးများနဲ့ပေါပြီးအဲ့လက်နက်တိုက်ကိုဖောက်ခွဲပလိုက်နိုင်တယ်မီးလောင်တာဟုံထပြီးတော့ American dollar တန်းနဲ့ချီတဲ့လက်နက်တွေဆုံးရှုံးတယ်လို့ကျွန်တော်တို့အကြံဉာဏ်သိရတယ်အရေးအတွက်ရဆိုရင်တော့လက်နက်ကြီးလက်နက်ငယ်200ပျက်စီးတယ်လို့ကျွန်တော်တို့သိရပြီစစ်ခွေး4កောင်သိတယ်6ဦးကတော့အိုနာကျိုးကန်အတူအပြက်ဖြစ်တယ်စကက19ရဲ့တပ်မဌာနချုပ်ထဲကိုထိုးဖောက်ဝင်ရောက်ပြီးတော့လက်နက်တိုက်ကိုဖောက်နိုင်တယ်ဆိုတော့အဆင့်ဟာမင်းအောင်လိုက်ဒီဒေါ်လာကြီးကိုမနိုင်တော့ဘူးဆိုတဲ့နောက်တဲ့တက်တည်ပြချက်တစ်ခုပဲဟုတ်ပြီအဲ့ဆိုမင်းအောင်လိုက်ဒီဒေါ်လာကြီးကိုမနိုင်တော့ရင်ကျင်းတီသွားရှင်ကျွန်တော်တို့လောကမှာနောက်တစ်ဆင့်ပဲရှိတယ်ကျွန်တော်တို့ကမင်းအောင်လိုက်ပဲစစ်တပ်ကိုနိုင်ဖို့လိုတယ်အဲ့လိုနိုင်တဲ့နေ့မှာခြေပုံးနိုင်တဲ့အောင်ပွဲခံတဲ့နေ့ကိုအဲ့ဒီနေ့ကိုညီမကြီးရဲ့လွတ်လပ်ရေးနေ့ဖြစ်ကြည်ညာမယ်ရှင်းလားအားလုံးကိုကျေးဇူးတင်ပါတယ်